Hello အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေလာကပါကျွန်တော်ဒီနေ့တော့ကျွန်တော် customer တွေဂမီးပို့ဝယ်တဲ့အခါမှာအမြဲတမ်းလွဲနေတဲ့အလွဲလေးကိုကျွန်တော်ကဒီနေရာလေးမှာထောက်ပြချင်ပါတယ်ထောက်ပြချင်တယ်မြင်လဲမြင်စေချင်တယ်ပြင်လဲပြင်စေချင်ပါတယ်ခင်ဗျာအဲ့ဒါကဘာလဲဆိုရင်ဂမီးပို့တွေဝယ်တဲ့အခါမှာမီးပို့တွေအားလုံးကိုအတူတူပဲလို့ထင်ကြတာပါတကယ်တမ်းကျတော့ဂမီးပို့တွေအားလုံးကအတူတူမဟုတ်ပါဘူးဈေးကွာသလို quality ကွာတယ် safety ပိုင်းကွာတယ်အာမခံကွာပါတယ်နံပါတ်1တစ်ချက်ပေါ့လေအရင်ဆုံးကျွန်တော်ဥပမာပြောရမယ်ဆိုရင်ဈေးနေတဲ့မီးပိုတွေမှာဈေးနေတဲ့ quality ပဲလာပါတယ်နောက်တစ်ခါကျတော့ဈေးနေတဲ့မီးပိုတွေမှာ safety ပိုင်းအာမခံမပါသလိုဒီမီးပိုရဲ့ရေရှည်အသုံးပြုမှုမှာတစ်ခုခုတစ်စုံတစ်ရာပျက်စီးခဲ့မယ်ဆိုရင်ပြင်ဆင်ပေးနိုင်တဲ့အာမခံမျိုးလည်းမရှိသလိုအပိုပစ္စည်းလည်းမရနိုင်တာများပါတယ်အဲ့လိုပဲကျွန်တော်တို့ပုံမှန်ရောင်းပေးနေကြဈေးတန်းတစ်ခုရှိပြီးတော့ quality ကောင်းတဲ့မီးပိုတွေမှာဆိုရင်နံပါတ်1တစ်ချက်ကတော့ဈေးနည်းနည်းများပါလိမ့်မယ်ပုံမှန်မီးပိုတွေထက်ဈေးနည်းနည်းများလိမ့်မယ်နံပါတ်2တစ်ချက်ကကြတော့quality ပိုင်းကောင်းလိမ့်မယ် quality ပိုင်းကောင်းတာဖြစ်တဲ့အတွက်ရေရှည်အသုံးပြုမယ်ဆိုလို့ရှိရင်ပြင်ဆင်ရတာတွေတက်တာမယ်ပေါ့နော်တကယ်လို့ပြင်ဆင်ရတယ်ဆိုရင်တော့အပိုပစ္စည်းအရန်ပေါ်ပါတယ်ကုန်ကြစည်တက်တာနဲ့ရေရှည်သုံးနိုင်မှာဖြစ်ပါတယ်နံပါတ်3တစ်ချက်ကကြတော့နေ့စဉ်အသုံးပြုမှုမှာ safety ပိုင်းအာမခံပါပါတယ်safety ပိုင်းအာမခံရှိပါတယ် safety ပိုင်းအာမခံရှိရတဲ့အတွက်သူကဂမီးပိုတွေကိုရေရှည်သုံးပြုတဲ့ခါမှာဒီကပူးလေးတွေကပူလာလို့ပေါက်တာမျိုးတွေကွဲတာမျိုးတွေမဖြစ်အောင်အတက်နိုင်ဆုံး control လုပ်ပေးတယ်အတက်နိုင်ဆုံးထိမ့်သိမ်းပေးတဲ့ system ပါတဲ့အတွက်ရေရှည်အသုံးပြုရတဲ့အိမ်ရှင်မတွေဆိုရင်ဂမီးပိုတွေဝယ်တဲ့အခါမှာဈေးနေတာကိုမကြည့်ပါနဲ့ဈေးတန်းတစ်ခုရှိပြီးတော့ quality ကောင်းတဲ့မီးပိုတွေကိုရွေးချယ်ပါ quality ကောင်းလို့ရှိလို့ရှိရင်ရေရှည်အသုံးပြုမှုမှာစိတ်ချမ်းသာစွာနဲ့အသုံးပြုနိုင်မယ်အန္တရာယ်ကင်းစွာနဲ့အသုံးပြုနိုင်မယ်အဲကြတော့ဈေးပေါ်တာကိုလိုက်ရင်ဈေးပေါ်တဲ့ quality ပဲရမယ်သူပုံမှန်ဈေးတန်းရှိတဲ့မီးပိုကိုဝယ်ပါအဲ့ဒါဆိုလို့ရှိရင် safety ပိုင်းအာမခံရမယ်ရေရှည်အသုံးပြုမှုမှာအာမခံရမှာဖြစ်ပါတယ်ကျွန်တော်ပြပေးမယ်ဒီလိုမီးပိုတွေပေါ့ဒီလိုမီးပိုတွေဆိုလို့ရှိရင် safety ဘိုင်းမှာအာမခံပါပါတယ်ဘယ်လိုအာမခံပါလဲဆိုတော့ဒီလို safety pin လေးပါတယ်ဒီလို safety pin လေးပါတဲ့မီးပိုတွေကဒီလိုမျိုး gas ပူးလေးတွေကိုပူလွန်ခဲ့ပြီးတော့ပေါက်တာကိုသူကကာကွယ်ပေးနိုင်တယ်ပေါ့နော်အတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်တယ်ကမီးပိုတွေထဲမှာဒီလို gas ပူးလေးတွေတုံးတဲ့အခါမှာ gas ပူးလေးတွေကရေရှည်သုံးပြတဲ့အခါမှာပူလာတာမျိုးတွေရှိရဲအဲ့လိုပူလာလို့ရှိရင်ဒီလို safety pin ပါတဲ့မီးပိုတွေကတတိထားပြီးတော့ gas ကိုဖြတ်တောက်ပေးတယ်အဲကြတော့ဖြတ်တောက်ပေးတာဖြစ်တဲ့အတွက် gas ဘူးက gas မထွက်တော့ဘူးဆက်သုံးလို့မရတော့ဘူးအဲ့တော့မပေါက်ကွဲတော့ဘူးဒါမျိုးတွေကိုသူကထိမ့်သိမ့်ပေးရဖြစ်ပါတယ်တကယ်လို့ဒါဈေးပေါ်တဲ့မီးပိုတွေမှာဆိုရင်ဒီလိုမျိုးမြင်ရတဲ့ safety pin လေးပါမှာမဟုတ်ပါဘူး safety pin မပါလို့ရှိရင်ဈေးသက်သာပါလိမ့်မယ်ဈေးသက်သာနဲ့အများရေရှည်သုံးပြုတဲ့အခါမှာ safety ဘိုင်းအာမခံချက်မရှိဘူးနောက်တစ်ခုကဈေးပေါ်တဲ့အတွက် quality ကလည်းအရင်နည်းနည်းညံ့တာပဲရမှာပေါ့နော်ဈေးပေါ်တဲ့အတွက် quality ညံ့တာပဲရမယ် quality ညံ့တာဖြစ်တဲ့အတွက်ရေရှည်သုံးပြုတဲ့အခါမှာဒီဟာရဲ့ရေရှည်သုံးပြုလို့ကောင်းတဲ့ပစ္စည်းမဟုတ်ဘူးပေါ့အဲ့လိုဖြစ်လာမှာပေါ့နော်အဲကြတော့ဈေးပေါ်တာကိုမလိုက်ပါနဲ့သူ့ရဲ့ပုံမှန်ဈေးတန်းတစ်ခုရှိတဲ့မိဖို့တွေကိုရွေးချယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါနော်